တနေ့မှာတစ်ခါပဲပြောရတယ်ဒီကြံကာလာလေးမှာအပြောလုံးပြီးတော့ဖုန်းထဲကိုယင်ဝင်ပြီးအခုစားပိတ်ဆိုင်ကိုပို့နေရတော့တော်တော်များများတွေ့လာတယ်။ဒီဖုန်းက IP rating ဘယ်လောက်တိုင်းတာတွေခံနိုင်ရှိလဲဆိုတော့တုံအလွယ်တကူမသိကြဘူး။အားကြောင့်အခုဗီဒီယိုလေးမှာကျွန်တော် IP rating အကြောင်းနေနဲ့ကိုဖုန်းကဘယ်လောက်ထိတိုင်းတာမှာရည်သွခံနိုင်နေစတာတွေကိုကျွန်တော်ပြောပြပေးသွားမယ်။ IP rating ဆိုတာဘာလဲအရင်ဆုံး IP rating ရဲ့အဓိပ္ပာယ်ကိုကြည့်အောင်အရှိရကနန်း6ကဖုန်းနှန်းခံနိုင်တာကိုပြပြီးတော့နောက်ကကနန်း6က liquid protection ကိုပြတယ် IP66 မှာဆိုရင်ရေဖြန်းတာဒါတော့ပဲခံနိုင်ရှိတယ်ရေနှစ်တာမျိုးခံနိုင်မရှိဘူး IP67 ကျတော့1မီတာအနက်ရှိတဲ့ရေထဲမှာမိနစ်30ခန့်စိန်ထားလို့ရတယ် IP68 က 1.5 မီတာကနေပြီးတော့3မီတာအထိပိုနှက်တဲ့ထဲမှာရေစိန်ထားနိုင်တယ် standard protection ပါတယ် IP69 ကအခုလက်ရှိအမြင့်ဆုံးရေဖိအားပြင်း high pressure ရှိတဲ့နေရာတွေရေနွေးမှုတွေအပူချိန်မြင့်တဲ့ရေတွေ high temperature အဲ့လိုမျိုးနေရာတွေမှာခံနိုင်ရှိဒါပေမဲ့တခုတည်းထားမှာကကိုယ့်ရဲ့ဖုန်းက hardware damage ရှိနေတယ်ဆိုရင်စိတ်မချတော့ဖုန်းကဘယ်ဒီလဲထားဘူးတယ်မှန်လဲထားဘူးတယ်မှန်အခုလောလောဆယ်ကွဲနေတယ်เนาะ body လဲထိထားတယ် body ကွဲနေတယ် camera glass အပ်နေတယ်အဲ့ဒါမျိုးဆိုရင်ကွဲချောင်းနေအကြောင်းနေရနေပြီးရေတွေစိတ်ဝင်လာနိုင်တယ်စကန်ဖုန်းတွေမှာဆိုရင်လဲ water resistance နဲ့ပတ်သက်ပြီးလုံခြုံစိတ်ချမှုပိုင်းမရှိတော့IP rating ဘယ်လောက်လဲဘယ်လိုဆင်းမလဲကိုဖုန်းကဘယ်လောက်ထိရည်သွခံနိုင်လဲဆိုတာသိဖို့ IP rating ဘယ်နံပါတ်ပါရှိတယ်ဆိုတာသိနေဖို့လိုအပ်တယ်ဖုန်းရဲ့ original ဘောက်ဒါမှမဟုတ် official website မှာ specification တွေကိုစစ်ပါ GSM Arena လို့ website တွေမှာကိုယ့်ရဲ့ဖုန်း model ကိုရိုက်ထည့်လိုက်ပြီးရင် body setup ထဲမှာဝင်ကြည့်ပြီး IP rating ဘယ်လောက်လဲဆိုတာကိုတွေ့နိုင်တယ်ဖုန်းရည်ဆိုခဲ့ရင်ရေးပေါ်ဘာလုပ်ရမလဲတကယ်လို့ရည်ဆိုခဲ့ရင်ချက်ချင်း power ကိုပိတ်လိုက်ပါဖုန်းဆက်မသုံးတော့ပါနဲ့အားသွင်းတာမျိုးရှောင်မှာဒါအရေးကြီးဆုံးပဲဖုန်းထဲကနေဆင်းကပ်ကိုထုတ်ထားပါဖုန်းကိုစံဦးထဲထည့်ထားထပ်စားရင် silicone gel နဲ့အတူဘူးထဲမှာထည့်ပိတ်ထားတာပိုထိရောက်တယ်ဖုန်းကရည်ဆိုလို့မပြတ်ပဲနဲ့စံဦးထဲထည့်လို့စံသီးအားသွင်းပေါက်ထဲဝင်သွားရင်တိုင်ပေါက်သွားလိမ့်မယ်ရေဆိုခဏသားရှိရဆိုပေမဲ့ရေထဲကိုတမင်တက်တက်ဆန်းသက်တာမျိုးမလုပ်ပါနဲ့ဖုံးသွေးတွေကလည်းရွှေသေးကိုအမိလိုက်နေတော့ရှိနေတာလေးကိုပဲစနစ်တကျသုံးဖို့ကြံပြုကျင်ပါတယ်ဘာသာတို့အနေနဲ့အခုလိုမျိုး mobile phone နဲ့ပတ်သက်တဲ့သတင်းချက်လက်လေးနဲ့ knowledge sharing လေးသိချင်နေဆိုရင်အခု TikTok channel လေးကို follow လုပ်ထားပေးခဲ့ကြ